ဟုတ်ကဲ့မင်္ဂလာပါလို့ပူဇော်ပထမနှုတ်ခွန်းဆက်ပေးရစီဒီနေ့ကတော့ဆရာကတော့ဗေဒနဲ့ရေတရားအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစစ်တွက်ချက်ပေးနေသောဗေဒဆရာကိုမြင့်စောဖြစ်ပါတယ်အိမ်တော်ရေးစီမပြေသူများလက်လာပါအစီမပြေသူများအလုပ်ကိုင်းစီမပြေသူများလည်းဆက်သွယ်မြင်မြန်လို့ရပါတယ်အားလုံးကိုလည်းအထူးပြုလုပ်ပေးနေပါတယ်ခင်ဗျာဒီနေ့ဟောပြောပြသပေးမှာကတော့တောက်ကြသားသမီးများအတွက်2025 1389ခုနှစ်ကတစ်နှစ်တာပြည်တွင်ဟောတရားလေးဖြစ်ပါတယ်တောက်ကြသားသမီးများလေလာမှတ်သားနားဆင်နိုင်ကြပါရဲ့မေတ္တာရခံအပ်ပါတယ်ယေရှုသူအားလုံးလည်းကြမ်းမာလို့ချမ်းသာကြပါစေလို့ပူဇော်ပထမဆုမွန်ကောင်းတောင်းပေးပါတယ်တောက်ကြသားသမီးလေးတွေဟာမိမိရဲ့2025ကံကြမ္မာမှာဆိုရင်အမတန်မှကိုထွန်းတောက်အောင်မြင်ပြီးတော့ကောင်းမွန်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်တောက်ကြသားသမီးလေးတွေဟာဒီနှစ်ထဲမှာစီးပွားရေးတွေတိုးတက်လာတာအလုပ်ကိုင်းတွေအဆင်ပြေလာတာဘာပဲလုံးစီးပွားရေးတွေတိုးချဲ့ရတာတွေမှာမခန့်အောင်မြင်လိုက်တဲ့နှစ်ကလေးလို့ပြောလို့ရပါတယ်ခင်ဗျာတောက်ကြသားသမီးလေးတွေဟာ22နှစ်လောက်အရွယ်မှာဆိုလို့ရှိရင်မိမိရဲ့ချစ်ခင်သူချစ်ချင်းသူချင်းအောင်မြင်ခြင်းမိမိချစ်သူကြီးသားများနဲ့အဆင်ပြေခြင်းအမျှော်လင့်မဲ့နဲ့အိမ်အောင်ကြတတ်တာလေးတွေလည်းတွေ့ဆုံနိုင်ပါတယ်ခင်ဗျာ22နှစ်ကကျော်လာပြီး29နှစ်အရွယ်တော်တွင်းထဲမှာဆိုလို့ရှိရင်တော့မိမိရဲ့ကံကြမ္မာလေးတွေကအလုတ်ကိုင်းတွေတူချဲရတာအလုတ်ကိုင်းတွေမှာတိုးပွားလာတာတွေကအမတန်မှကံကောင်းတဲ့နှစ်လို့ပြောလို့ရပါတယ်29နှစ်ကကျော်လာပြီး42နှစ်တောင်ရောက်တဲ့လူလက်ပိုင်းတွေမှာဆိုလို့ရှိရင်တော့မိမိရဲ့စီးပွားရေးတွေကအမျှော်လင့်မဲ့မရွယ်ပဲနဲ့ငွေတွေလုံးလိုက်ခဲလိုက်ဝင်တာလောကကိုင်းရတာတွေတူချဲတာအမျှော်လင့်မဲ့နဲ့ကုန်တယ်ပွဲစားလုပ်ငန်းရှင်တွေဆိုရင်မတအားကြော်စောတာပေါ့ဗျာဒါဆိုဒီလိုနှစ်မျိုးတွေဆိုရင်အမတန်ကောင်းတဲ့တောက်ကြနှစ်ကလေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီလိုအချိန်မျိုးလေးတွေမှာဆိုရင်ကိုကလည်းဆွမ်းဆန်းတမန်စွမ်းကုန်ကိုစွမ်းရှိသလောက်ညာစွမ်းရှိလောက်စူးစမ်းပြီးတော့စီးပွားရေးတွေတိုးချဲ့မယ်ဆိုရင်တော့ဒီနှစ်ကမျှော်လင့်မဲ့မယူရပဲနဲ့အောင်ပါလေးထီဆူကြီးပေါက်ကြတဲ့လို့တောက်ကြသားသမီးတွေဝန်တာရမယ်နှစ်လို့ပြောလို့ရပါတယ်ဒါကြောင့်မို့တောက်ကြသားသမီးများမိမိရဲ့ကိုယ်ရောင်းကိုယ်ဝဲအလုပ်ကိုင်းအခွင့်အလမ်းတွေလည်းတိုးတက်ကြပြီးလျင်မိမိရဲ့ကြံစည်သမျှတွေခါတိုင်းနှစ်တွေအခက်ခဲရှိသမျှဒီကိုလည်းဒီနှစ်မှာတော့ချောချောချူချူနဲ့အောင်မြင်သွားမယ့်နှစ်ကလေးလို့ပြောလို့ရပါတယ်ခင်ဗျာဒါကြောင့်မို့တောက်ကြသားသမီးတွေဟာဒီလိုနှစ်မျိုးလေးတွေမှာဆိုရင်ပိုရိကံကောင်းစေရန်ပိုရိအဆင်ပြေစေရန်ဆိုပြီးတော့မိမိရဲ့အိမ်ဖျားမှာတော့၎င်းစီရီဆူဆူမှာတော့၎င်းအားမျိုးလေးတွေမှာကိုယ့်ရဲ့မိတ်ဆွေချင်းပါဆုံးတငယ်ချင်းဒါမှမဟုတ်လို့ရှိရင်အတူတူသွားပြီးတော့ဖျားဘူးခီးထွက်တာလေးတွေမိမိအိမ်ဖျားမှာကိုယ့်ရဲ့တပီ9ညွန့်ရွက်လာ4ညွန့်ပူးတွဲပြီးတော့လူတန်းချင်းပေးချင်းဖြင့်လည်းမိမိရဲ့တစ်နှစ်တာလက်လာပါတွေရှင်လန်းပြီးတော့အောင်မြင်မှုတွေစုကူးသွားစေပါတယ်။ဒါကြောင့်မို့တပီ9ညွန့်ရွက်လာ4ညွန့်ကိုပူးတွဲပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရေတရာအနေနဲ့ပူးတွဲလူတန်းပေးခြင်းအပြင်